ကဲညီကိုတို့အားလုံးပဲမင်္ဂလာပါအင်္ဂါညရှမ်းမြန်လေးပွဲစဉ်တွေကိုသုံးသပ်ခံမှန်းပေးခြင်းတယ်ဗောနော်ပထမဆုံးပွဲအနေနဲ့ကာလာဒါဆေးနဲ့ဂျူဗန်တက်ပွဲကိုသုံးသပ်ခံမှန်းပေးတော့ဒီပွဲပေါ်ကြီးမှာဆိုလို့ရှိရင်ဒီအဝေးကွင်းဂျူဗန်တက်က level 80ရှုံးကိုပေါင်းကြီးမှာကအခုမနက်ကြီးဗောနော်390စာရှိတယ်ဗျကာလာဒါဆေးဆိုတာကတော့ဒီတူတကီကလပ်အသင်းဗောနော်ဂျူဗန်တက်ကတော့စီးရီးကလပ်အသင်းဆိုတာညီကိုတို့အသိပါပဲဒါပေမဲ့ပြောချင်တာကကာလာဒါဆေးကသူရင်ဆိုင်ခဲ့တဲ့ချန်ပီယံလိအိမ်ဝင်ဆွမ်းဆောင်ရည်ကမညံ့ဘူးလို့တော့ကျွန်တော်တို့တွေ့ရတယ်သူကတော့ရှုံးခဲ့တာတော့ရှိရပါတော့အဲ့ဒါစိတ်ကြွယ်လိုက်ကိုတော့သူ0-1နဲ့အိမ်ဝင်မှာရှုံးတဲ့တပွဲတော့ရှိတယ်ကျန်တဲ့3ပွဲမှာဆိုလို့ရှိရင်ဒီအက်တလက်တီကို1-1နဲ့တေးကဲထားနိုင်တယ်လို့ဒီလီဗာပူးကိုလည်း1-0နဲ့အနိုင်ကန်ထားပြီးတော့ဘိုဒိုကလင်ကိုလည်း3-1နဲ့အနိုင်ကန်ထားတယ်ဗောနော်ဒီနှစ်ပွဲနိုင်တပွဲဒီတပွဲရှုံးဆိုပြီးတော့ကလာဒါဖေးရဲ့အိမ်ဝင်ဆွမ်းဆောင်ရည်ကမဆိုးတဲ့အထက်ကိုပါတယ်လို့ပြောလို့ရမယ်တစ်ဖက်ကဂျူဗန်တက်ရဲ့ဒီဖွန်ကြည့်တော့ဂျူဗန်တက်ကတိတ်ပြီးတော့ဖွန်အားဖြင့်မငြိမ်ဘူးလို့ကျွန်တော်တွေ့ရတယ်သူဒီချန်ပီယံလိအဝေးကွင်းဆောင်းဆောင်ရေး၄ပွဲမှာဆိုလို့ရှိရင်သူ့အနေနဲ့ဒီမိုနာကိုစီးရီးတွေကြတယ်သူနိုင်ခဲ့တာတပွဲကတော့ဒီပိုတိုကလင်ကို2-3နဲ့အဝေးကွင်းမှာနိုင်ခဲ့တယ်ဗောနော်နောက်ပြီးတော့ဒီဗီလာကြီးကို2-2ကံပြီးရီယယ်မက်ဒရစ်ကို1-0နဲ့ရှုံးတော့ကျွန်တော်တွေ့ရတယ်ဂျူဗန်တက်ကအဝေးကွင်းဖွန်အားဖြင့်မကောင်းလို့ပြောလို့ရမယ်သူနိုင်ခဲ့ကတော့ပိုတိုကလင်ကို2-3နဲ့ကတ်နိုင်ခဲ့တာတော့ရှိတယ်ဗောဗျာနော်လက်ရှိကားရပွန်ရာနဲ့သူ့ရဲ့လီအဆင့်အတန်းကိုရှင်းကြည့်မယ်ဆိုလို့ရှိရင်တော့နည်းနည်းတော့ဒီလီစီးနဲ့တူဂီလိမ့်နဲ့ကနည်းနည်းကွာခြားချက်ကတော့ရှိတယ်ဒါပေမဲ့လည်းဂျူဗန်တက်က level 90ကျုံးပြန်ပြီးပေါက်ထားတယ်ဆိုပေမဲ့လို့ကျွန်တော်ကဂလာဒါစီရဲ့အိမ်ဝင်အားလေးကိုကျွန်တော်ယုံကြည်ခြင်းနဲ့ဗျာနော်ပြည်သက်အားနဲ့လည်းဖိမာလည်းတကြောင်ပါတယ်ပြီးတော့ဂျူဗန်တက်မှာကဒီဥရောပတွေ့ရုံရှိတဲ့ကစားသမားအတော်များလည်းရှိတယ်ဗျာနော်အိုရှီမန်တို့ကစားသမားမျိုးတွေဒီဂန်နိုတို့လိုစာနီတို့ရေမက်တို့လိုပြီးကွန်းလယ်မှာဆိုတော့ရဒီလိုအဆရှိတဲ့ဥရောပတွေ့ကြုံရှိကစားသမားအများပြရှိတာလည်းပါတယ်ပြီးတော့ဒီကာလာဒါစီရဲ့အင်္ဂလန်ဆွမ်းဆောင်ရည်နဲ့ပြည်သက်အင်အားယုံကြည်ခြင်းတာဖြစ်တဲ့တော့ကျွန်တော်ဒီနေ့မှာပထမဆုံးအနေနဲ့ကာလာဒါစီဘော်ဒီကြိုက်တယ်ကိုပေါင်းကြီး390စာကတော့ကျွန်တော်မကြိုက်သေးဘူးနော်ဂျူဗန်တက်အနေနဲ့ဝေးကွင်းဖြစ်တာနဲ့နည်းနည်းတော့ထိမ့်သိမ့်ကန်သွားမယ်လို့ကျွန်တော်ထင်ပြီးတော့သူ့အိမ်ကွင်းမှာအနိုင်ကန်မယ်ကျွန်တော်ကတော့ကာလာဒါစီရဲ့အမြင့်ဆုံးအနည်းဆုံးပေါ့နော် sorry အနည်းဆုံးတေးတော့ရအောင်ကန်သွားလိမ့်မယ်ကျွန်တော်ကာလာဒါစီဘော်ဒီကိုကြိုက်တယ်နော်ညနေရောက်လို့ကိုပေါင်းကြီးက60-90စားလောက်ဆိုတော့ဂိုးပေါ်ပါနည်းနည်းလေးကြိုက်တယ်ဗောနော်အခုကတော့ခလာဒါဆေးဘော်ဒီပဲကြိုက်ပါတယ်ဗျကဲနောက်ထပ်တစ်ပွဲအနေနဲ့ကတော့ဒီဘီနီကာနဲ့ရီယယ်မတ်ဖြစ်ပေါ်ရောဒီပွဲမှာဆိုလို့ရှိရင်ဝေးကွင်းရီယယ်မတ်တစ်က level အပြည့်ရှုံးပေးထားတယ်ဂိုးပေါင်းကြီးမှာက 3D ဆိုတော့ပေးထားအောင်တွေ့ရရောနော်ဂိုးပေါင်းကြီး 3D က1-2-1အဲ့လိုပုံစံမျိုးနဲ့ပြီးတာတော့များပါတယ်တစ်ဖက်ကရီယယ်ရဲ့ကိုဒီဘော်ဒီကြီးကြီးရတယ်ကျွန်တော်တကူသွင်းတော့အပြည့်နိုင်မယ်ဆိုရင်ကြီးကဘီပီကာကိုဒါဖြစ်တင်လားပေါ့နော်ဘီမီကာကတော့ဒီပေါ်တူဂီလိမ့်ပေါ့ဗျာပေါ်တူဂီလိမ့်မှာသူ့အနေနဲ့ဒီအဆင့်1မှာတော့မဟုတ်အဆင့်3မှာရှိတယ်သူ့လိမ့်မှာတော့မှနည်းနည်းရော့တယ်ပေါ့ရီရဲနဲ့ဒီပါဝါချင်းရှင်ကြည့်မယ်ဆိုရင်ဒါတော့မှရီရဲအနေနဲ့တစ်လုံးတေလောက်ကိုပြောတာမဟုတ်နော်တစ်လုံး30 40 50စာတလောက်တော့မပေးရဲဖို့ထောက်လို့ရှိရင်ရီရဲတို့နိုင်ပါမလားဆိုစဉ်းစားတယ်ရှိတယ်တစ်ဖက်ကဘာလို့အကြေးပေးလဲပြန်စဉ်းစားမယ်ဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့အကြော့မှာပြီးခဲ့တဲ့လာအကြော့မှာပေါ့နော်ဒီ group stage မှာတွေ့တော့လည်းဒီရီရဲတို့အနေနဲ့ဖိုးတူးနဲ့ရှုံးခဲ့ရတယ်အဆန်စီယိုတို့အနီကတ်တွေပါရိုဒီကိုတို့ထိပြီးတော့နောက်ဆုံးမှာဖိုးတူးနဲ့ဒီဘေဘီကဘိုးသမားရဲ့တက်ရှူပါဗောနော်အဲ့ဒီဖြစ်ပြလေးတော့ရှိတယ်ဒါကြောင့်မလို့လေရီရဲ့နဲ့ level အပြည့်ရှုံးပေးထားတယ်တလုံးတော့ကြီးနိုင်ပေးထားတာကိုကျွန်တော်တွေ့ရဘလို့ပဲဖြစ်ပါရီရဲ့တကယ်တမ်းနိုင်မကြီးဆိုလို့ရှိရင်နည်းနည်းတော့လိုအပ်သေးတယ်တလုံး90လောက်ဆိုလို့ရှိရင်ဒါဖြစ်တိုက်ဒီကြီးကရီရဲ့နိုင်ဖို့လိုအပ်သေးရဆိုပုံစံမျိုးတက်ရောက်နေတယ်ကိုပေါင်းကြီး3လုံးတည်ဆိုပေမဲ့လို့မော်ရီညိုကရီရဲ့အိမ်ကိုနောက်ဒုတိယကျော်သွားကံမှာသူရီရဲ့အိမ်ဝင်ကြောင်ကောင်းကောင်းသိရဒါကြောင့်မလို့ဒီနေ့ပွဲမှာသူအနေနဲ့လုံးဝအနိုင်ရအောင်ကန်လိမ့်မယ်နိုင်ရအောင်ကန်မယ်ဆိုလို့ရှိရင်နည်းနည်းလေးနောက်တန်းကလည်းဂိုးပေးရနိုင်ွယ်ရှိတယ်လို့ရီရဲ့ခန်းစစ်ကလည်းဂိုးပေးရနိုင်ွယ်ဖြစ်ရှိတာကြောင့်ကျွန်တော်ကတော့သုံးလုံးထိတော့ရောက်သွားလိမ့်မယ်လေးလုံးရောက်မြောက်ွယ်မျှော်ကြည့်ရမယ်ပွဲလို့ကျွန်တော်သုံးသက်ရှင်တယ်ဒါကြောင့်မလို့ဂိုးပေါ်ကြိုက်တယ်ဂိုးပေါ်ကြိုက်ပြီးတော့ဘော်ဒီမှာဆိုလို့ရှိရင်တော့အင်ဝင်ယုံကဒီ special one လို့ခေါ်တဲ့မော်ညိုယုံကတော့ယုံကြည်ခြင်းဒါပေမဲ့လည်းရီရဲ့ကိုလည်းရှော့မတွက်ရှင်သေးဘူးပြန်နော်ကျွန်တော်ဘာကြောင့်ယုံကြည်နေတာနီးပြရဲ့တဘာကြောင့်ပါအခုဒီရီရဲ့မှာဒါဒီအလွန်ဆိုလို့အန်ဆလော့ဒီလိုခုလိုပွဲမျိုးမှာကိုင်းနေတယ်ဆိုလို့ရှင်သေချာပေါ့ကျွန်တော်ရီရဲ့ပဲနေမိမှာဘာလို့ဆို quality player တွေအများကြီးရှိရဘီမီကာတက်တာအများကြီးရှိရပေါ့နော်ဒါပေမဲ့ဒီကြီးပေါက်နေတာရဲ့နီးပြရဲ့တဘာလည်းကျွန်တော်ရှင်းကြည့်တာဖြစ်တဲ့အတွက်ဘီမီကာနဲ့နေကြည့်မယ်ပြီးတော့ကိုးပေါ်ကြိုက်တယ်နော်ကဲနောက်တစ်ပွဲအနေနဲ့ကတော့ဒီဒေါမန်နဲ့ဒီအတလန်နာပွဲဒီပွဲပေါ်ကြီးမှာဆိုအင်ရှင်ဒေါမန်ကlevel 80ကျော်ကိုပေါင်းကြီးမှာက340စာပေးထားတယ်ဗျနော်ဘော်ဒီကြီးပြော်ရေကိုပေါင်းကြီးပြင်းတာဆိုတော့ကိုကတော့ပေါ်မယ်ဆိုတော့သဘောမျိုးတော့တက်ရောက်နေတယ်ဒီဒေါမန်ရဲ့အိမ်ဝင်းယုံအားကလည်း
ညီကိုသိရဲ့အတိုင်းပဲဒီဒေါမွန်အိမ်ဝင်းမှာဆိုလို့ချင်းသူ့ရဲ့ဘွန်ဒလီဂါမှာဆိုရှုံးပွဲမရှိသေးတဲ့အတင်းဒီဘက်ကအတလန်တာရဲ့လက်ရှိကားတဲ့ဖုန်ကိုကြည့်မှာဆိုလို့ချင်းသူ့ရဲ့ ATP Series မှာဆိုလို့ချင်းတော့လာဇီဝီ Z2 နဲ့နိုင်ပြီးအတလန်တာsorry အတလန်တာဖြစ်ယူဝင်းနဲ့ကို3စီးနဲ့နိုင်တဲ့ပွဲဒီတောင်ရှိတယ်เนาะလက်ရှိကားတဲ့ဖုန်ရအတလန်တာနဲ့ညံ့မနေဘူးဒါပေမဲ့ချန်ပီယံလိပွဲစဉ်အရှုကြည့်မှာဆိုတော့အတနာရဲ့ဝေးကွင်းကြည့်မှာဆိုလို့ချင်းနှစ်ပွဲနိုင်နှစ်ပွဲတော့ရှုံးထားတယ်သူနိုင်ခဲ့တဲ့ပွဲမှာအခုဒီဘွန်ဒလီဂါအသင်းဖြစ်တဲ့ဒီ Frankfurt ကိုတော့ Z2 နိုင်ထားတယ်မာစီကိုတော့ Z2 နဲ့နိုင်ထားတယ်သူရှုံးခဲ့တဲ့ပွဲကတော့ဒီ PSG ကို4စီးနဲ့ရှုံးတယ်ဗောနော်ဒီ single leg ကို1စီးနဲ့ရှုံးထားတယ်ထူးဆန်းတာကသူကနိုင်တဲ့ပွဲမှာဂုဏ်ပေးရအောင်ဒါပေမဲ့သူရှုံးတဲ့ပွဲမှာလည်းဂုဏ်မရဘူးဆိုတာပုံစံမျိုးတော့တွေ့ရတယ်ဘလို့ဖြစ်ဒေါမွန်အိမ်ကွင်းမှာဒေါမွန်အနေနဲ့လုံးဝအနိုင်ကံမဲ့အသင်းလို့ကျွန်တော်တို့ယုံကြည်တယ်ဒေါမွန်အထူးသဖြင့်အိမ်ကွင်းမှာပို့ပြီးတော့မာကြောပြီးတော့အိမ်ကွင်းမှာရလက်ကောင်းတွေရောက်လို့ရှိတဲ့အသင်းဆိုတာကျွန်တော်တို့ရှေ့မှာလည်းမြင်တွေ့ခဲ့ရပြီးအတလန်တာအနေနဲ့နည်းနည်းလေးကြောင်ပြောက်သွားနိုင်တယ်เนาะကျွန်တော်ကတော့ဒေါမွန်နဲ့ပဲစဉ်းစားကြည့်နေကိုပေါင်းမှာကတော့340စားတော့အတလန်တာဟိုလဲဂိုးပေးထားတဲ့ပုံစံမျိုးတော့တက်ရောက်တယ်เนาะကျွန်တော်ကတော့ဂိုးပေါ်ကြိုက်2-1လောက်နဲ့ပြီးတော့မယ်ဆိုပွဲမျိုးပဲမြင်နေပါကဲနောက်တစ်ပွဲအနေနဲ့ကတော့ဒီနောက်ဆုံးပွဲပေါ့နော်ဒီမိုနာကိုနဲ့ PSG ကိုဒီပွဲပေါ်ကြီးမှာဆိုလို့ရှိရင်ဒီတလုံး30စားဆိုတော့အဝေးကွင်း PSG ကပေးထားတယ်ကိုကောင်ကြီးမှာကကျတော့3-20ရှုံးဆိုတော့ပေးထားတော့တွေ့ရတယ်။ဒီခတ်တာပြန်နော် PSG ဒီလိုအဆင့်ရောဟိုရေတနစ်ကသူတို့ချန်ပီယံလိရတဲ့မနစ်ကဆိုလို့ရှိရင်လေဒီလိုအဆင့်မှာတော့ play on နဲ့ကန်ရတာအဲ့မှာသူ့လိကဗရက်အတင်းနဲ့ပဲနော်ဗရက်အိမ်ကွင်းမှာသွားကန်တယ်ဒီသူတို့နိုင်ပြီးတော့အိမ်ကွင်းမှာ PSG အိမ်ကွင်းမှာကန်တော့7စီးနှစ်ကြောပေါင်း19နဲ့နိုင်ပြီးတော့ play on တစ်စင်းတက်ပြီးတော့ရှေ့ဆုံးမှန်လာတာဒီ PSG ဆိုတဲ့အတင်းကအဲ့ကနေတို့ချန်ပီယံလိရပါတယ်ဒီနှစ်မှာရောအဲ့လိုလုံနိုင်မလားအချမ်းဆောင်ကြည့်ရမယ်ဒီနှစ်မှာကကျတော့ PSG အနေနဲ့မနစ်ကနဲ့ရှေ့မှာမနစ်ကဒီလိုရှေ့မှာဆိုလို့သူကဖုန်လေးပါနည်းနည်းကောင်းနေပြီเนาะကျွန်တော်ဒီသူ့လိမ့်မှာဆိုတော့အခုဒီနှစ်မှာသူ့လိမ့်မှာကိုသူအတိုင်းပတ်တယ်အခုဒီပြီးခဲ့တဲ့ Renner နဲ့ပွဲမှာဆိုလို့ရှိရင် Renner အိမ်ဝင်သွားကန်ရတယ်ဒီ PSG အနေနဲ့လူဆုံနီးပါးထုတ်ပြီးသုံးတော့ကျွန်တော်တွေ့ရတယ်တကယ်အနိုင်ကန်တဲ့ပုံစံမျိုးသူတက်စီမှာဆိုလို့ရှိရင်ကာဘာစတြေးလျတို့ဗဒါမေလီတို့ကွင်းလင်မှာပတင်ညာနာဘတ်ဒီလိုကစားသမားအကုန်ထုတ်ထားတော့ကျွန်တော်တွေ့ရတယ်နောက်ပြီးတော့သူခြံခဲ့တာဆိုနောက်တက်မာကွင်းရောတယောက်လောက်ကပဲခြံခဲ့တယ်လို့ကျွန်တော်ပြောလို့ရမှာဒါတော့မှ PSG အနေနဲ့ Renner အိမ်ဝင်မှာ3-1နဲ့ရှုံးထားပုံထောက်လို့ရှိရင်ဖွန်အားဖြစ် PSG အနေနဲ့မငြိမ်သေးဘူးလို့ပြောလို့ရမှာနော်အဲ့ရ Strasbourg အိမ်ဝင်သွားကန်တော့သူတို့1-2နဲ့ကတ်နိုင်ထားတော့ရှိတော့ဗျကျွန်တော်တို့မိုနာကိုရဲ့ယုံအားလေးနဲ့ကြည့်မလားလို့ပြောနော်ဒီမိုနာကိုအနေနဲ့ပထမကြော့ PSG နဲ့သူတို့လိပ်မှာတွေ့နှောတော့1စီးနဲ့အနိုင်ယူထားတာတွေ့ရတယ်တကယ်လို့ PSG နိုင်သွားလဲဒီနေ့ပွဲမှာတလုံးအသာပြီးမပူတော့ဘူးလို့ကျွန်တော်ကတော့ထင်တယ်နော် PSG အနေနဲ့ဖုန်းလေးနဲ့နည်းနည်းကြာနေတာဒီချန်ပီယံလိမှာကတော့ပွဲပြတယ်ဆိုပေမဲ့လို့ခုနောက်ပိုင်း PSG ရဲ့ဒီအဝေးကွင်းစောင့်ဆောင်ရေးချန်ပီယံလိကြည့်မယ်ဆိုလို့ရှိရင်ဒီခုနောက်ဆုံးကန်ထားတဲ့ချန်ပီယံလိအနည်းစားဝေးကွင်းပွဲနှစ်ပွဲမှာဆိုလို့စပိုတင်းကို2-1နဲ့ရှုံးပြီးတော့ဇီးစီးနဲ့နှစ်ပွဲလုံးဝေးကွင်းဖုန်းအနိုင်ရမထားဘူးပဲနော်သူကတော့ဒီအဲ့ရင်ကတော့လီဗာပူးစ2-7နဲ့နိုင်ပြီးတော့ဘာစီလိုအတင်းကတော့1-2နဲ့ဝေးကွင်းမှာနိုင်ထားတာတော့ရှိတာပေါ့အဲ့နောက်မှာခုနောက်ပိုင်းဝေးကွင်းကန်တဲ့နှစ်ပွဲမှာတော့ဘီပါဇီးစီးစပိုတင်းကို2-1ဆိုပြီးတော့သူ့အနေနဲ့ဒီအနိုင်ရမထားတော့ကြီးချင်းအဖြစ် PSG အနေနဲ့ဒီပွဲမှာနိုင်သွားလဲကျွန်တော်ကတော့လက်ရှိကားတဲ့ဖုန်းနဲ့ရမိုနာကိုကလည်းဒီ PSG အိမ်ပွဲမှာမလွယ်ဘူးဆိုတော့သူကတော့သိမှာပဲဒီနေ့ပွဲမှာတော့အရှုံးတော့ခံမှာမဟုတ်ဘူးတကယ်လို့ရှုံးသွားခဲ့ရင်တော့မှတဘိုးအတားကြီးမပူဘူးလို့ကျွန်တော်သုံးသပ်ရှင်တာဖြစ်တဲ့အတွက်မိုနာကိုနဲ့ဂိုးပေါ်ကြိုက်ပါဗျာနော် PSG အနေနဲ့လည်းဂိုးပေါ်တော့ပပကြိုက်ပါဗျာ PSG အနေနဲ့ဘယ်လိုပုံစံမျိုးနဲ့လာမှမသိထိန်ကန်ပြီးတော့အိမ်ကွင်းမှာတကယ်ကံမလားဆိုတော့ရှိသေးတယ်မိုနာကိုအနေနဲ့ကလည်းခန့်စစ်ကိုဒီပြီးခဲ့တဲ့အကြော့မှာတော့လည်းသူအသားပေးပြီးကန်ထားတာရှိတယ်ဗောနော်ချန်ပီယံလိမှာဆိုလို့ရှိရင်လည်းသူကဒီဂျူဗင်တက်ကိုသူ့အိမ်မှာစီကန်နဲ့ဂလာတာဆေး1စီကန်နဲ့စပါကိုစီနော်မန်စီးတီတပွဲပဲတူသူ့အိမ်ကွင်းမှာဂိုးပေါ်ခဲ့တာ၄ပွဲမှာတပွဲပဲပေါ်ခဲ့တာဖြစ်တဲ့အတွက်မိုနာကိုအနေနဲ့လည်းဒီချန်ပီယံလိမှာခန့်စစ်ကိုအသားပေးပြီးဆော့တယ်ဆိုတာတွေ့ရတဲ့အတွက်ကြောင့်ကျွန်တော်မိုနာကိုဘော်ဒီရဲ့အဓိကကြိုက်ပါဗျာနော်ကဲဒီနေ့ပွဲ၄ပွဲကိုကျွန်တော်တက်နိုင်ဆိုစူးစမ်းပြီးသုံးသပ်ခမန်းပေးခြင်းနဲ့ခမန်းပေးထားတယ်ဗောနော်နောက်နေ့မှာညီကိုနဲ့တူပြန်လဲဆုံတွေ့ကြအောင်နော်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်းအင်အားတစ်ခုဖြစ်စေဖို့အတွက်ညီကိုတို့အနေနဲ့ like and subscribe လေးပေးခြင်းအားဖြင့်ကျွန်တော်ကိုကူညီပေးပါအောင်နော်နောက်နေ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ညီကိုတို့